ကခြေတော့ပေါက်ပြီးပါဇက်ထဲလာဆင်းပါမလားဝေးတာနမယုံရင်ထိုင်ကြောင်းအဲ့မှာ9ရက်ပြည့်သေးမယ်သာမဟုတ်တယ်ထမင်းစားခြင်းနဲ့စိတ်ဒါမနောကဦးရရဲ့စားမေးပါဇက်ကပြောတယ်ဝစီကထမင်းဝရကထမင်းကိုလက်နဲ့ခုပကိုင်းနဲ့ချက်ပြီးပါဇက်ထဲသွင်းတာကာယကထထောင်ပါဇက်ထဲရောက်တာတော့အထက်တော့အောက်တော့ကြည့်ရသေးတယ်နေရာလေးများမတင်ရှာကလေးကပို့ပေးရသေးအယိုးလေးများတွေ့ရှာကလေးကရွေးပြီးနှခမ်းလေးနဲ့စူပြီးတော့လက်ကလေးနဲ့ဖယ်ပေးရသေးတယ်ဒါကြောင့်ကံကံရဲ့ကြိုးယုံကြည်ဖို့လိုတယ်ဒီတော့ကံအကျိုးကိုဆုံးဖြတ်တော့မယ်ဆိုရင်အခုဘဝဒီပြစ္ဆုတ်ပံဘဝကိုပဲကြည့်နေလို့မရကံအကျိုးကိုဆုံးဖြတ်တော့မယ်ဆိုရင်အခုဘဝကိုပဲကြည့်လို့မရဘူးအတိတ်ဘဝကိုလည်းကြည့်ရနားလေလားနားလေလည်းပြီးတာပါပဲဆက်ပြောရမှာပေါ့ဟိုနောက်ကဘိုးတို့ဘဝတို့နားလေလားဘိုးဘဝရွေးပြောတာဦးတော်တော်ရံပါဘူးအကုန်လုံးကိုယ်တွေခွာတွေဖြစ်ကုန်ရောက်တာကံအကျိုးကိုဆုံးဖြတ်တဲ့အခါမှာအခုဘဝကိုပဲကြည့်လို့မရဥပမာဆိုပါစို့ကိုကဒီဘဝမှာကောင်းတာတွေလုပ်ပဲကောင်းတာတွေလုပ်တယ်ကောင်းတာတွေပြောတယ်ကောင်းတဲ့တွေ့တွေကြမ်းတယ်တော့သူများပေါ်မှာလိန်တာပတ်တာလည်းမရှိဘူးသူတတ်တာလည်းမရှိဘူးခိုးတာလည်းမရှိဘူးကိုကဒီဘဝမှာတော့ကောင်းတာတွေလုပ်တယ်ကောင်းတာတွေပြောတယ်ကောင်းတဲ့တွေ့တွေကြမ်းတယ်ရဲ့ကျိုးရွာကြီးလည်းကိုတတ်နိုင်တယ်လို့ဝိုင်းလို့ဘူးကိုဘလောက်ပဲအကောင်းလုပ်လို့အကောင်းပဲပြောကိုအကောင်းမမြင်တဲ့လူတွေရှိတယ်ဘလောက်ပဲကောင်းတာတွေလုပ်ပါစေကိုမကောင်းပြောတဲ့လူတွေရှိတယ်အဲဒီလိုမကောင်းတာတွေပြောခံရတယ်မှကိုမခိုးပဲနဲ့ခိုးတယ်လို့ဆွဆွဲခံရတယ်ကောင်းတာတွေလုပ်ပါရဲ့ခဲနဲ့ကိုမကောင်းမြင်တဲ့သူတွေကများတဲ့ခါကြတော့လူဆိုတာဒီပြစ္ဆုတ်ပံဘဝပဲကြည့်ရင်တော့တမျိုးထင်သွားတယ်ကံပေါ်မှာယုံမတန်ရရှိတော့တယ်အကွာကောင်းတာတွေလုပ်ပါရဲ့ခဲနဲ့မကောင်းမြင်တဲ့သူတွေကများဟိုမကောင်းတာလုပ်တဲ့သူတွေကြတော့ဘာမှအပြစ်မပြောကြငါဒီမှာကောင်းတာလုပ်ပါရဲ့ခဲနဲ့ငါ့ကိုမကောင်းမြင်တဲ့သူတွေကများတယ်မခိုးပဲနဲ့ခိုးတယ်လို့ပြောတယ်မတတ်ပဲနဲ့လည်းတတ်တယ်လို့ပြောတယ်ခံတရားကြီးကဘာလိုက်တယ်လို့ထင်ရကံလေးကြီးကရက်ဆက်လိုက်တာကွာငါသာအမားတွေလုပ်ခဲ့အဲဒီလိုကံအပေါ်မှာရှုံမတန်လေးရရှိသွားတယ်အခုဘဝကိုကြည့်အခုဘဝတစ်ခုတည်းကိုကြည့်ရင်ဟုတ်တာပေါ့ကိုကောင်းတာလေးပဲနဲ့ကိုမကောင်းမြင်တဲ့လူတွေကများတယ်မကောင်းပြောတဲ့လူတွေများတယ်ဒါပေမဲ့
အတိတ်ဘဝကိုပြန်ကြည့်လိုက်တဲ့အခါကျလူဆိုတာဒီဘဝတစ်ခုရလာပြီဆိုရင်ကောင်းတာနဲ့မကောင်းတာနဲ့ရောလောက်တာများတခါတလေမကောင်းတာတွေလုံးပြီးတယ်တခါတလေကောင်းတာတွေလုံးမကောင်းတာလို့တဲ့ခါကျတော့လည်းမကောင်းနေကြုံပြီးကောင်းတာလို့တဲ့ခါကျတော့လည်းကုသိုလ်အကာကိုပြီးဒီလိုမျိုးတွေရှိ